လာပါကျွန်တော်က slide လုံးထိသွင်းပါကျွန်တော် Chin Star ကိုစတင်တည်ထောင်ခဲ့တဲ့အဓိကအကြောင်းရင်းကပထမအနေနဲ့ချင်းလူငယ်တွေကိုမြေတောင်မြှောက်ပေးဖို့ဖြစ်ပါတယ်ဒုတိယအနေနဲ့ကတပတ်တစ်ခါလောက်တစ်နှစ်ကို2လ3လလောက်ကိုချင်းမိဘပြည်သူတွေကိုဖြောဖြေပေးဖို့ဆိုတော့စိတ်ကူးနဲ့Chin Star ကိုကျွန်တော်တည်ထောင်ခဲ့ပေမဲ့ဒီတစ်ပတ်ဖြစ်ရကြောင်းမိဘပြည်သူတွေအကုန်လုံးစိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်ဆိုတာကျွန်တော်တီးလိုက်တဲ့ခါကျတော့ကျွန်တော်စိတ်လုံးဝမကောင်းပါဘူးအရင်ဆုံးအားလုံးကိုတောင်းပန်ချင်ပါတယ်ချင်းမိဘပြည်သူတွေက Samsung နဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်ခဲ့တဲ့ခါကျတော့ကျွန်တော်အနေနဲ့ Chin Star Founder တယောက်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဖို့ကျွန်တော်မှာအပြည့်အဝတာဝန်ရှိတယ်ထင်လို့ဒီနေ့ဒီလို live နဲ့ပြန်လွှင့်ပြီးတော့ကျွန်တော်ပြန်ရှင်းပြခြင်းဖြစ်ပါတယ်ကျွန်တော်က Samsung ရဲ့ CCTV ဗီဒီယိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီလိုမျိုးလောက်ရမျိုးကလုံးဝ Chin Star နေရာမှာဒီလိုမျိုးလုံးမရဘူးတော်လေးကိုစိုးဝါးသွားတဲ့လောက်ရဖြစ်တဲ့ခါကျတော့ကျွန်တော်စိတ်ထဲမှာတော့ဒီတယောက်ကိုတော့လုံးဝထောက်ပေးရမယ်ဆိုတဲ့ဟာကိုကျွန်တော်ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်အဓိကအကြောင်းကမင်းကလေးတယောက်ရဲ့ပေါင်နဲ့ခါးနဲ့ဟာကို तू ကအလိုမတူဘဲနဲ့ तू ကပြန်ရိတ်နေရတာနဲ့ तू ကတောက်လျှောက်ဂိုင်နေတဲ့ခါကျတော့သူတို့နှစ်ယောက်ထဲနေတာလည်းမဟုတ်ဘူးအတီးသမားတွေနဲ့အမှတခြားပြန်ပွဲဝင်တွေရှိမှတော့မှဒီလိုလောက်ရဲတဲ့ခါကျတော့ကျွန်တော်စိတ်ထဲမှာဒီတယောက်ကတော့တော်တော်အန်ဒရီများတယ်ဒီတိုင်းဆက်ထားမယ်ဆိုရင် Chin Star ရှက်ကွဲနိုင်တယ်ဒီထက်ပိုဆိုးတဲ့အဖြစ်ဆိုးမျိုးကျွန်တော်ကြုံတွေ့နိုင်တယ်ဒီတယောက်ကိုတော့ဒီ Samsung ကိုတော့ကျွန်တော်ချက်ချင်းထောက်ပေမှဖြစ်မယ်ဆိုတော့ဆုံးဖြတ်ချက်ချခဲ့ပါတယ်လိုက်လွှင့်ပြီးတော့သူ့ကိုစီစစ်မင်းမြန်တဲ့ခါကျတော့ချင်းမိဘပြည်သူတွေကဒီဟာသူများတယောက်ကိုတတ်ရှက်ခွဲတယ်ဆိုတော့ဆွေးချက်မျိုးစိတ်မကောင်းတဲ့ဟာမျိုးအများကြီး comment ပေးတဲ့ဟာကိုကျွန်တော်တွေ့ပါတယ်အကုန်လုံးနားလေပါတယ်ဒါပေမဲ့ကျွန်တော်ကဘာကြောင့်ဒီလိုလောက်ရတာလဲဆိုတဲ့ဟာကအကြောင်းနှစ်ခုရှိပါတယ်ပထမအနေနဲ့ကျွန်တော်တို့ကအများပြည်သူကအကုန်လုံးကစောင့်ကြည့်နေရတဲ့ပြန်ပွဲဖြစ်ပါတယ်ဥပမာပုဂ္ဂလိကအကြောင်းလိုမျိုးအတွင်းကိစ္စအတွင်းမှာပဲရှင်းလို့ရတဲ့ဟာမျိုးမဟုတ်ဘူးပုဂ္ဂလိကအကြောင်းမှာဆိုရင်ကျောင်းသားကျောင်းသူတူကိုထောက်ရင်တောင်မှအများစီမှာတွားရှင်းပြစရာမလိုပါဘူးကျွန်တော်တို့ကဒီလိုမျိုးမဟုတ်ပါဘူးပြန်ပွဲကယုံကြည်မှုနဲ့လုပ်တဲ့ခါကျတော့ကျွန်တော်တို့ကပြန်ပွဲဝင်တယောက်ကိုထောက်ပေမဲ့ခြင်းမှာအကြောင်းရင်းကိုကျွန်တော်တို့ချပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအကြောင်းရင်းကိုမချပြဘဲနဲ့သူ့ကိုလည်းစစ်မမြန်တဲ့ဟာမလုပ်ဘဲနဲ့ဒီတိုင်းပဲတိတ်လေးထုတ်ပေလိုက်မယ်ဆိုရင်မေးခွင်းမေးစရာအများကြီးဖြစ်လာနိုင်ပါတယ်ဘယ်မှာလဲတက်တေဘာကြောင့်ထုတ်တာလဲဘာပြည့်မျိုးကျူးလွန်လို့ဒီလိုထုတ်ပေခံရတာလဲဆိုပြီးတော့သူပြိတ္တကစားအများပြည်သူကစားကျွန်တော်ကိုမလိုလားတဲ့သူတွေကစားအများကြီးမေးခွင်းထုတ်စရာဖြစ်လာနိုင်ပါတယ်ဒီလိုမျိုးဖြစ်ရမျိုးကိုကျွန်တော်ကကြိုပြီးတော့မြင်တဲ့ခါကျတော့အဲ့လိုဖြစ်ရမျိုးမဖြစ်အောင်ဆိုပြီးတော့ကြိုပြီးတော့ကာကွယ်တဲ့အနေနဲ့ကျွန်တော်ကသူ့ကိုထောက်ရမယ့်ဟာကိုဒီလိုကြောင်းဆိုတဲ့ဟာကိုကျွန်တော်ကဗီဒီယိုနဲ့တကွတက်တေအကုန်လုံးချပြပြီးတော့ကျွန်တော်ကရှင်းပြခြင်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်က message တစ်ခုပြန်ပွဲဝင်ပဲဖြစ်ဖြစ်ချင်းမိဘပြည်သူတွေကိုပဲဖြစ်ဖြစ်ကျွန်တော်က message တစ်ခုပေးခြင်းလို့ပဲဖြစ်ပါတယ်ကျွန်တော်က Chin Star ကိုဦးစီးဦးဆောင်နေတဲ့ရွက်ကတော့ဒီလိုဖြစ်ရမျိုးဒီလိုဖြစ်ရဆိုးမျိုး
ကျွန်တော်စတူဒီယိုခိုင်းထဲမှာဒီလိုဖြစ်ရမျိုးလုံးဝတီးခိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်ကချပြချင်တာဖြစ်တယ်ဒီလိုနောက်မှာဒီလိုလှုပ်မရဘူးဆိုတဲ့ဟာကိုလည်းအခုပြန်ပွဲဝင်တွေပဲဖြစ်ဖြစ်နောက်မှာပြန်ပွဲဝင်တွေဖြစ်ဖြစ်တခါတည်းနားလည်သွားအောင်ကျွန်တော်က message ပေးချင်တာလည်းပါပါတယ်ချင်းစတာမှာကြိုက်တယ်လို့ထိုင်မဲ့နေရာမှာကြိုက်တယ်လို့အဲ့ဖဏက်လက်မချွတ်အဲ့ယုံနဲ့မကမင်းကလေးတယောက်ကိုအလိုမတူပဲနဲ့ကြိုက်တယ်လို့ကင်ချင်တဲ့နေရာတိုင်းသွားကင်နိုင်အများရှိမှနိုင်ဖို့ကြိုးစားတဲ့ဟာမျိုးကိုကျွန်တော်ကဘလို့နည်းနဲ့မှတီးခံလို့မရဘူးအများပြည်သူတွေကျွန်တော်ချင်းစတာကိုခုထိအားပေးနေတဲ့ချင်းအများပြည်သူတွေကလည်းဒီဟာကိုလက်ခံကြမယ်မထင်ပါဘူးကိုညီမနေရာတာဖြစ်မယ်ဆိုရင်ဒီလိုမျိုးဖြစ်ရမျိုးဘသူကမှဖြစ်စေချင်ကြမယ်လို့ကျွန်တော်လည်းမထင်ထားပါဘူးဒီလိုအပြစ်မျိုးဒီလိုမဖွေမရလောက်တဲ့သူတွေကိုချင်းစတာမှာလုံးဝနေရာမရှိဘူးဆိုတော့ message ကိုကျွန်တော်ကပြက်တပေးချင်လို့ပဲဒီလို live နဲ့လွှင့်ပြီးတော့ချပြခြင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုဒီနေ့ပြန်ပြီးတော့ရှင်းပြခြင်းဖြစ်ပါတယ်ဒီလိုရှင်းပြတဲ့ချိန်မှာလည်းအများပြည်သူချပြတဲ့ချိန်မှာလည်းကျွန်တော်ချင်းရိုးရာသူများရဲ့ privacy ကိုအများရှိမှချပြတဲ့ဟာမျိုးသူများရှက်ခွဲအောင်လုပ်တဲ့ဟာမျိုးပုံစံမျိုးဖြစ်သွားလို့အကုန်လုံးကစိတ်မကောင်းဖြစ်ကြတယ်သူ့ကိုတနာကြတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်နားလည်လို့ရပါတယ်ဒါပေမဲ့သူလှုပ်ထားတဲ့ဟာကအများရှိမှလှုပ်ပါတယ်တခြားပြန်ပွဲဝင်တွေလည်းသူ့နားမှာရှိပါတယ်ဒီလိုရှိရတဲ့နဲ့သူကလှုပ်ရဲတဲ့ခါကျတော့သူ့အိမ်မှာလှုပ်တာလည်းမဟုတ်ဘူး KTV နဲ့ night club တို့မှာတွားလှုပ်တာလည်းမဟုတ်ဘူးအဲ့လိုမျိုးနေရာမှာတွားလှုပ်တယ်ဆိုရင်တော့ကျွန်တော်နားလည်ပေးလို့ရတယ်ဒါပေမဲ့ဒီစတူဒီယိုကပြန်တဲ့နေရာသူတို့ဘဝအတွက်ဆုံးဖြတ်ပေးမဲ့ပြန်ပွဲနေရာဖြစ်ပါတယ်ဒီလိုမျိုးနေရာမှာတချင်းဆိုတာမဟုတ်ဘဲနဲ့စီးကိုင်းမဲ့ပြန်ပွဲဝင်တူကိုဒီလိုမဖွေမရလှုပ်ပြီးတော့ကြိုက်တယ်လို့သွားကင်နေတဲ့ဟာကိုကျွန်တော်တွေးလိုက်တဲ့ခါကျတော့ဒီလိုလောက်ရက်မျိုးကဘယ်ချင်းပြည်မှာပဲဖြစ်နိုင်ငံတကာမှာပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဘယ်လိုနည်းနဲ့မှခွင့်လွှတ်လို့မရဘူးဆိုတော့ကျွန်တော်နားလေတဲ့ခါကျတော့သူကိုယ်တိုင်လည်း public နဲ့လှုပ်လိုက်တဲ့ခါကျတော့ဒီဟာထိုက်တိုင်တယ်ဆိုတော့စိတ်နဲ့ကျွန်တော်လှုပ်ရခြင်းဖြစ်ပါတယ်အမှန်ဆိုရင်သူ့ရဲ့လှုပ်ရမျိုးကနင့်နာတဲ့မင်းကလေးဖက်ကနေမကျေနပ်ဘူးဆိုရင်သူမြန်မာနိုင်ငံမှာတော့မှထောင်အများကြီးကြာနိုင်တဲ့ပြစ်မှုမျိုးရှိပါတယ်နိုင်ငံခြားမှာဆိုရင်တော့ပိုဆိုးပေါ့နော်ဒီလိုဒါပေမဲ့ကျွန်တော်အနေနဲ့ကကျွန်တော်နေရာမှာဒီလိုဖြစ်လိုက်တဲ့ခါကျတော့ကျွန်တော်ကတီးမခံနိုင်လို့တီးခံလို့ရတဲ့အနေထားမဟုတ်လို့သူလဲ public နဲ့လှုပ်ရဲလို့အများရှိမှလှုပ်ရဲလို့ကျွန်တော်ကလည်းသူ့ကိုအများရှိမှမင်းမြန်းပြီးတော့ကျွန်တော်ကသူ့ကိုအပြစ်ပေးပြီးတော့ချင်းစတာပြန်ပွဲ season 2ပြန်ပွဲကနေအပြီးပိုင်ထုတ်ပေးရခြင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုတရားနေချင်းမိဘပြည်သူတွေအကုန်လုံးကိုအတိပေးခြင်းပါတယ်ဒီလိုလောက်ရဲတဲ့သူကိုကျွန်တော်ကတာဝန်မယူဘဲနဲ့သူ့ကိုမထုတ်ပေးခဲ့ဘူးဆိုရင်နောက်ဆက်တွဲဘာတွေဖြစ်နိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတဲ့အချိန်မှာအယံကိုကြောက်မိပါတယ်အယံကိုစိုးရိမ်မိပါတယ်ဆိုတော့ဒီဟာအများရှိမှကျွန်တော်တို့စတူဒီယိုခိုင်းထဲမှာသူကဒီစတူဒီယိုခိုင်းထဲမှာတော့ဒီလိုလောက်ရဲတဲ့ခါကျတော့အပြင်မှာဘလို့ရှိလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ကတတ်နိုင်တဲ့လောက်
စုံစမ်းစစ်ဆေးမှုတွေကျွန်တော်လုပ်ခဲ့ပါတယ်တခြားပြန်ပွဲဝင်တွေကိုလည်းကျွန်တော်မေးမြန်းမှုတွေလုပ်နိုင်တဲ့လောက်လုပ်ခဲ့ပါတယ်အဲ့ဒီချိန်မှာပြန်ပွဲဝင်တူဖြစ်တဲ့အောင်လင်းတင်းကအပြင်မှာဆိုရင်ဒီထက်ပိုဆိုးတယ်လို့သူကပြောပါတယ်နင့်နာသူမင်းကလေးရဲ့ဘောင်းဘီအိတ်ထဲကိုတော့မှသူကကြိုက်တယ်လို့နှိပ်တက်တဲ့အချင်းရှိတယ်လို့သူကိုယ်တိုင်ကကျွန်တော်ရဲ့မန်နေဂျာရှိမှာပြောခဲ့တယ်ဆိုတဲ့ဟာကိုဒီကနေပြောပြချင်ပါတယ်မင်းကလေးရဲ့ဘောင်းဘီအိတ်ထဲကိုနှိပ်ရဲတယ်ဆိုတဲ့ဟာကတော်တော်လေးကိုအန်ရီများပါတယ်ကျွန်တော်ကဒါသူ့ကိုအခုချိန်မှာမထောက်ပေပဲနဲ့ final ပိုင်းသူရောက်နိုင်တယ်ဆိုပါစို့ကျွန်တော်တို့ကငွေဆောင်သွားဖို့ရှိတယ် Star City မှာအလေခီးတွေသွားဖို့ရှိတယ်ဒီလိုအထီးတွေ့ရပုံများမှာဖြစ်တဲ့အတွက်ပြန်ပွဲဝင်မင်းကလေးပြန်ပွဲဝင်တွေအတွက်တော်တော်လေးအန်ရီများနိုင်တဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်ကဒီလိုအဆိုးဝါးမဖြစ်ခင်မှာကျွန်တော်ကအချင်းမီတီးလိုက်လို့သူ့ကိုအချင်းမီထောက်ပေနိုင်လို့ကျွန်တော်ချင်းစတာအတွက်လည်းတော်တော်ကန်ကောင်းပါတယ်လို့ပဲကျွန်တော်ယူဆမိပါတယ်ဒါပေမဲ့ဒီလိုဖြစ်ရမျိုးဖြစ်တဲ့ဟာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းလုံးဝစိတ်မကောင်းပါဘူးဘယ်သူမှစိတ်ကောင်းကြမယ်မထင်ပါဘူးကျွန်တော်တို့ရည်ရွယ်တဲ့ဟာကဒီလိုမျိုးရည်ရွယ်ခဲ့တာမဟုတ်ဘူးဆိုတာကိုလည်းထပ်လောင်းပြီးတော့ရှင်းပြချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအင်္ဂလန်မှာ၄နှစ်လောက်စီးပွားရေးဘာသာနဲ့ကျွန်တော်ကျောင်းတက်ပြီးတော့လန်ဒန်မြို့မှာကျွန်တော်နေခဲ့ပါတယ်၄နှစ်လောက်နေသွားတဲ့ခါကျတော့ခါလေးကွာမလောက်နဲ့ကျွန်တော်တခုခုပြောချင်တာဟုတ်ရင်အာယုံလွယ်သွားโอเคကြီးမာတော့မဟုတ်ဒါပေမဲ့အာယုံလွယ်သွားပြောမှမိသွားတော့တယ်ကျွန်တော်ဟာဆိုရင်အင်္ဂလန်မှာ၄နှစ်လောက်စီးပွားရေးဘာသာနဲ့ကျောင်းသွားတက်ပြီးတော့နေခဲ့ပါတယ်၄နှစ်လောက်နေတဲ့ခါကျတော့အမှဒီအလိုမတူပဲနဲ့မင်းကလေးတယောက်ကိုတွားကန်တာတွေပါတွေဘလောက်မုံကြလဲဘလောက်အပြစ်ကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ကောင်းကောင်းနားလည်ခဲ့ပါတယ်နောက်တစ်ခုကကျွန်တော်က Chinland News ဆိုတဲ့သတင်းဌာနကို2015ကနေထူထောင်ပြီးတော့ဟာခါဖက်မှာပဲဖြစ် online မှာပဲဖြစ်သတင်း Daily News ကိုကျွန်တော်3နှစ်လောက်မရက်မနာနေ့စဉ်လုပ်ခဲ့ရပါတယ်ဒီလိုသတင်းရေးတဲ့ချိန်မှာဒီလိုအပြစ်ကျူးလွန်တဲ့သူတွေရဲ့သတင်းတွေကိုကျွန်တော်ခဏရေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကဦးစီးဆောင်ပြီးတော့ဒီလိုသတင်းဌာနမျိုးမှာ3နှစ်လောက်လောက်တဲ့ခါကျတော့ဒီလိုအပြစ်မျိုးကနိုင်ငံတကာမှာလည်းဘလောက်မုံကြလဲဘလောက်အပြစ်ကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ကောင်းကောင်းနားလည်ခဲ့ပါတယ်ဒါကြောင့်လဲကျွန်တော်ကဒီဟာစိတ်ထဲမှာပို့ပြီးတော့ပြင်းထန်ရတဲ့အကြောင်းရင်းလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုဒီကနေမိဘပြည်သူတွေကိုပြောပြချင်ပါတယ်တကယ်လို့ Samsung ဒီလိုလောက်ရမျိုးမဖွေမရလောက်တဲ့ဟာကိုကျွန်တော်ကတွေ့ရတာနဲ့အရေးမယူပဲနဲ့ဒီတိုင်းထားမယ်ဆိုရင်ဒီမှာတချင်းတိုက်တဲ့ချိန်မှာလိုက်လာတဲ့တခြားအပြင်ကလူတွေလည်းပါလာကြတယ်သူတို့စီကနေတဆင့်အများပြည်သူစီမှာကျွန်တော်တို့အတွင်းစကားကိုရောက်နိုင်ပါတယ်ဒီလိုဖြစ်ချင်တိုင်းဖြစ်နေကြပါလားဆိုတော့တရင်မျိုးထွက်လာတဲ့ခါကျရင်မိဘပြည်သူတွေက
ကျွန်တော်ချင်းစတာပေါ်မှာယုံကြည်မှုတော်တော်လေးရော့နိုင်တယ်ဆိုတာလေကျွန်တော်ကိုယ်တိုင်နားလေတယ်အဲ့လိုမျိုးယုံကြည်မှုမရော့အောင်ကျွန်တော်ကကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့ဒီလိုပြစ်မှုကျူးလွန်တဲ့သူတွေကိုပြက်တအရေးယူပြီးတော့အရေးယူတဲ့ဟာကိုလည်းအများပြည်သူရှိမှကျွန်တော်ချပြခြင်းဖြစ်ပါတယ်ဆရာကျောင်းအောင်လက်နော်ချင်း Star Season 2မှာဆိုရင်ကျွန်တော်တို့ဒိုင်၄ဦးနဲ့ကျွန်တော်တို့တွားခဲ့ပါတယ်ဆရာမဖီဘီနဲ့တော့အတော်သင့်ပြဿနာရှိခဲ့တယ်ဆိုပေမဲ့တခြားဒိုင်၃ဦးနဲ့တော့ကျွန်တော်တို့အခုထိပြဿနာတစုံတစ်ခုမှမရှိသေးပါဘူးဆိုတာကိုဒီကနေပြောပြချင်ပါတယ်ဒါပေမဲ့ Samsung ကိစ္စဖြစ်လာတဲ့အချိန်မှာဆရာမဖီဘီကအရင်စာရေးတယ်နောက်တနအီလောက်ကြာတော့ဆရာကျွန်းအောင်ကထပ်ရေးလာတယ်ဆရာကျွန်းအောင်ကစာရေးတဲ့အချိန်မှာကျွန်တော်ကဗာများရေးမလဲဆိုပြီးတော့နည်းနည်းဖတ်မိပါတယ်ဖတ်တဲ့ချိန်မှာရှက်မိတယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ပါတယ်တွေ့ခါစားတော့ကျွန်တော်တို့ကလေး Samsung ကဒီလိုလောက်ရမျိုးအများရှိမှလောက်ရဲတဲ့ခါကြတော့ဒီဟာပဲဆရာကရှက်မဲ့ထင်ပြီးတော့ဆရာကဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာတော့ထင်မိပါတယ်ဒါပေမဲ့နောက်ပြီးတော့တေးသေးချာပြန်ဖတ်တဲ့ချိန်မှာSamsung လောက်ရပေါ်မှာရှက်တာမဟုတ်ပဲねကျွန်တော်တို့အပြစ်ရှိတဲ့သူကိုကျွန်တော်တို့ကအရေးယူတဲ့ဟာကိုမဖွယ်မြလောက်တဲ့သူကိုကျွန်တော်တို့ကအပြစ်ပေးတဲ့ဟာပေါ်မှာဆရာကရှက်မိတယ်ဆိုတော့အသုံးနှုန်းကိုသုံးပြီးတော့ဒိုင်ကနေနှောက်ထွက်ပါတယ်ဆိုတဲ့ဟာကိုရေးလိုက်တဲ့ဟာကျွန်တော်တွေ့တဲ့အချိန်မှာတော်တော်လေးကိုအံ့ဩမိပါတယ်ဆရာနဲ့ကျွန်တော်ချင်းစတာက season 1 ကလေးကနေကျွန်တော်တို့အလုပ်လုပ်ခဲ့ပြီးသားဖြစ်ပါတယ်။ဘာတစုံတရာပြဿနာမှမရှိခဲ့ပါဘူး။ဆရာတည်တဲ့အတိုင်းပေါ့နော်။ဒါပေမဲ့ဒီလိုဖြစ်ရမျိုးကျွန်တော်မလိုလားတဲ့ဖြစ်ရမျိုးဖြစ်လာတဲ့အချိန်မှာဆရာကိုယ်တိုင်ကလူကြီးအသက်ကြီးဆုံးကျွန်တော်တို့ထဲမှာအသက်ကြီးဆုံးဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာတော့သူကစိတ်ရှည်ပြီးတော့ပြေလည်အောင်ဝမ်းဝန်းပြီးတော့ဖြည့်ရှင်းပေးမယ်လို့ကျွန်တော်ကမျှော်လင့်ခဲ့တာပါဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ရှက်မိပါတယ်ဆိုတဲ့ဟာအသုံးနှုန်းနဲ့ကျွန်တော်တို့တိုက်ခိုက်လာတဲ့ဟာကျွန်တော်တွေ့တဲ့အချိန်မှာတော်တော်လေးအံ့ဩမိပါတယ်ဆရာဟုတ်ပေါ့နော်ဆရာမှာလည်းကျုံ Music Academy ဆိုပြီးတော့ CMA ဆိုပြီးတော့music ကျောင်းဖွင့်ထားတဲ့သူတယောက်ပါမင်းကလေးလည်းပါတယ်ယောက်ျားလေးလည်းအများကြီးပါမယ်ကျွန်တော်တို့ season 1 တုန်းကကျွန်တော်ပြန်ပွဲဝင်တူကလည်းအခုချိန်မှာဆရာရဲ့အကြောင်းမှာ music သင်နေပါတယ်ဆိုတာလည်းကျွန်တော်သိပါတယ်ဆရာအနေနဲ့ကရောကျွန်တော်မေးခွန်းတစ်ခုမေးချင်ပါတယ်ဆရာအကြောင်းမှာရောယောက်ျားလေးတယောက်ကမင်းကလေးတယောက်ကိုမဖွေမရလှုပ်ခဲ့မယ်ဆိုရင်အဲ့ဒီလှုပ်ခဲ့တဲ့ဟာကိုလေဆရာကတွေ့မယ်ဆိုရင်ဆရာကဒီတိုင်းပဲထိုင်ကြည့်မှာလားဆိုတဲ့ဟာကိုဒီကနေမေးချင်ပါတယ်ဆရာကမဖွေမရလှုပ်တဲ့ယောက်ျားလေးတူကိုအပြစ်မပေးဘဲနဲ့ကြောင်းမထောက်ဘဲနဲ့ဒီတိုင်းကြည့်မယ်လို့တော့ကျွန်တော်မထင်ထားပါဘူးဒါပေမဲ့ဆရာတို့ကြောင်းနဲ့ကျွန်တော်တို့ချင်းစတာကွာဟာချက်ကတော့ဆရာတို့ကတော့ private ဖြစ်တယ်အများပြည်သူကအများတိုင်းစောင့်ကြည့်တာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကအများတိုင်းစောင့်ကြည့်နေတာဖြစ်တယ်ဆရာအနေနဲ့ကတော့ကျူးလွန်သူကိုအများအတိမပေးဘဲနဲ့အများစီမှာမချပေးဘဲနဲ့
သူ့ကိုကျောင်းကနေထုတ်ပေးလို့ရပြီမဲ့ဒီချင်းစတာကနေတော့အဲ့လိုမျိုးတိတ်လေးနဲ့လုပ်လို့အရာမျိုးမဟုတ်ပါဘူးအဲ့လိုအစပြောခဲ့တယ်လို့အဲ့လိုလုပ်ခဲ့မယ်ဆိုရင်မေခွန်းတွေဖြည့်ရှင်းစရာတွေအရန်ပိုများပြီးတော့ကျွန်တော်အပေါ်မှာယုံကြည်မှုညောနေဖို့သာရှိပါတယ်အဲ့ဒါအကြောင်းကျွန်တော်တို့ကပြက်သားဖြစ်တာကိုအဖြစ်တိုင်းပဲချပြပြီးတော့ဘာမှပိုလို့ပြောတဲ့ဟာမရှိပဲနဲ့ဒီလိုရှင်းပြခြင်းဖြစ်ပါတယ်ဆရာအနေနဲ့ဒီဟာကိုအပစ်လောက်တဲ့သူကိုကျွန်တော်တို့ကအရေးယူတဲ့ဟာကိုဆရာအနေနဲ့ရှက်တယ်လို့ပြောတဲ့ခါကျတော့ကျွန်တော်လည်းတော်တော်လေးစိတ်မကောင်းပါဘူးဆရာကျုံးအောင်အနေနဲ့ Samsung လောက်ရမျိုးကဘလောက်အပစ်ကြီးလဲဆိုတဲ့ဟာကိုဥပဒေရဆရာအနေနဲ့တီးချင်တယ်ဆိုရင်ဆရာရဲ့တပည့်တွေထဲမှာဆရာရဲ့အတိုင်းဝိုင်းထဲမှာဥပဒေအကြောင်းနားလေတဲ့သူအများကြီးရှိပါတယ်တူကိုပြောပြပါမယ်ဆရာကိုကဘာမှာအကောင်းဆုံးတက္ကသိုလ်ဖြစ်တဲ့ Harvard University ကနေဥပဒေ law နဲ့ Master ဘွဲ့ရထားတဲ့ကျွန်တော်တို့အမတယောက်ရှိပါတယ် Roslyn Zahao ဆိုတဲ့တယောက်ကိုဆရာအနေနဲ့ Samsung လောက်ရက်ကနိုင်လားအမေရိကမှာဆိုရင်ရောဒီတန်းလွှတ်ထားမှာလားဒါမှမဟုတ်ဘယ်နှစ်တောင်ထောင်ကြလို့ရလဲဆိုတဲ့ဟာကိုဆရာအနေနဲ့မေးပေးဖို့ဒီကနေတောင်းဆိုချင်ပါတယ်သူ့ကိုမေးပြီးတဲ့ခါကျရင် Samsung ရဲ့လောက်ရက်ပေါ်မှာရှက်မှာလားဒါမှမဟုတ်ဆရာပြောသလိုပဲကျွန်တော်ရဲ့လောက်ရက်ပေါ်မှာရှက်နေဦးမှာလားဆိုတဲ့ဟာကိုတော့ကျွန်တော်လည်းစောင့်မျှော်နေပါမယ်နောက်ပြီးတော့နင့်နာတဲ့မင်္ဂလေးကိုလည်းဒီကနေတိုက်ရိုက်စကားပြောချင်ပါတယ်ကျွန်တော်ချင်းစတာရဲ့တာဝန်ရှိအရှိဆုံးဖောင်ဒါအနေနဲ့ကျွန်တော်ရဲ့တာဝန်ကပြန်ပွဲဝင်မင်္ဂလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အကုန်လုံးလုံခြုံဖို့အတွက်ကျွန်တော်မှာတာဝန်ပြည့်ရှိပါတယ်ကျွန်တော်စတူဒီယိုထဲမှာကျွန်တော်ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ချိန်မှာတခုခုဖြစ်သွားခဲ့ရင်ကျွန်တော်မှာတာဝန်ပြည့်ရှိပါတယ်ကျွန်တော်နာမည်ပြက်မယ်ဆိုရင်လည်းကျွန်တော်နဲ့ချင်းစတာပဲတစ်လုံးနာမည်ပြက်မှာဖြစ်ပါတယ်အဲ့လိုဖြစ်ရမျိုးကိုကျွန်တော်ကလုံးဝမလိုလားဘူးဒီထက်ပိုဆိုးတဲ့ဟာကိုမဖြစ်အောင်ဆိုပြီးတော့ကာကွယ်တဲ့အနေနဲ့နစ်နာတဲ့သူကိုကာကွယ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်ချင်းစတာရဲ့ image ကိုကာကွယ်တဲ့အနေနဲ့ကျွန်တော်ရဲ့စတူဒီယိုထဲမှာကျွန်တော်ပိုင်ထားတဲ့အခန်းထဲမှာစီကိုင်းမဲ့မဖွေမြာလောက်တဲ့သူကိုကျွန်တော်ကသူလောက်ရက်ကစားကျွန်တော်အများရှိမှချပြပြီးတော့သူ့ကိုထုတ်ပေးရခြင်းဖြစ်ပါတယ်အပြစ်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ကကာကွယ်ခဲ့တယ်ဆိုပေမဲ့ညီမအနေနဲ့လည်းအခုထိကျွန်တော်စာဖတ်မိတလုံးမှာတော့ကျွန်တော်ကာကွယ်ခဲ့တယ်ဆိုတဲ့ဟာကိုညီမအတိမပြိုးမဲ့ပြိုးတဲ့ပုံတော့မပေါ်ပါဘူး Samsung ကိုကျွန်တော်ကမေးခွန်းမေးတဲ့ချိန်မှာညီမနာမည်ကိုမလွေးတာမရှောင်တာထည့်ပြောရတဲ့ခါကျတော့ညီမအနေနဲ့အတော်အသင့်နစ်နာမှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းနားလေသဘောပေါက်ပါတယ်အဲ့လိုနစ်နာတဲ့အတွက်လည်းဒီကနေတောင်းပန်ပါတယ်ဆိုတဲ့ဟာကိုဒီကနေပြောချင်ပါတယ်ကျွန်တော်ဘာကြောင့်ညီမရဲ့နာမည်ကိုထောက်ပြောရတာလဲဆိုရင်အခုကကျွန်တော်တို့ပြန်ပွဲဝင်ထဲမှာအမင်္ဂလိ2ဦးသာကြံပါတော့တယ်မင်္ဂလိ2ဦးကြံတဲ့ချိန်မှာသူ့ကိုမေးခွန်းမေးတဲ့ချိန်မှာနစ်နာတဲ့မင်္ဂလိနာမည်ထဲ့မပြောဘဲနဲ့သူ့ကိုမေးခွန်းမေးဖို့ကဘလို့နီးနဲ့မှမဖြစ်နိုင်တဲ့ခါကြတော့ကျွန်တော်ကညီမ
နာမည်ကိုမလွေးတာမရှောင်တာကျွန်တော်သုံးခဲ့ရခြင်းဖြစ်ပါတယ်နင့်နာရဲ့အတွက်အကြောင်းလည်းဒီကနေထပ်လောင်းပြီးတော့တောင်းပန်ခြင်းပါတယ်အခုဆိုရင်ပြန်ပွဲဝင်9ဦးထဲကနေ Samsung ကိုကျွန်တော်ကထုတ်ပေးလိုက်တဲ့ခါကျတော့6ဦးသာကျန်ပါတော့တယ်6ဦးအခုကျန်နေတဲ့6ဦးကိုကျွန်တော်ကအကုန်လုံးပြန်လာစေချင်ပါတယ်ဘလို့ပဲစာရေးခဲ့အခုကျွန်တော်ဒီကနေအဖြစ်မှန်ကိုကောင်းကောင်းရှင်းပြပြီးပြီဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပွဲကအများကြီးကုန်ကြခံပြီးတော့ပြန်ပွဲဝင်အတွက်ဒီချင်းလူငယ်တွေကိုမေတောင်မြှုပ်ပေးခြင်းတဲ့စိတ်နဲ့သာကျွန်တော်ဒီလောက်ကိုလောက်ရခြင်းဖြစ်ပါတယ်ပြန်ပွဲဝင်တွေမရှိဘူးဆိုရင်ကျွန်တော်တို့ပြန်ပွဲရဆက်သွားလို့ရမှာမဟုတ်အနည်းဆုံး6ဦးထဲကနေ5ဦးဖြစ်နိုင်တော့အကုန်လုံးတော့ပါစေခြင်းတယ်ဒါပေမဲ့အကုန်လုံးမဖြစ်နိုင်တော့မှ5ဦးလောက်ဖြစ်နိုင်မှသာကျွန်တော်ကဆက်ပြီးတော့ဒီပြန်ပွဲကိုဆက်လုပ်ပေးလို့ရမှာဖြစ်ပါတယ်ဆိုတဲ့ဟာကိုပြန်ပွဲဝင်တွေအကုန်လုံးအကြောင်းကြားခြင်းပါတယ်ဒီလိုဖြစ်တဲ့ခါကျတော့ပြန်ပွဲဝင်တွေအနေနဲ့ဒီ2ရက်3ရက်တွင်းမှာတေးသေးချာချာပြန်စဉ်းစားပြီးတော့ဒီလောက်ချင်းပေးပြီးအခုက final ပိုင်းပဲကျန်တော့တဲ့အခြေအနေမှာဒီလိုထားခဲ့ရမှာလားဆိုတဲ့ဟာကိုကောင်းကောင်းလေးတေးချာလေးပြန်စဉ်းစားပြီးတော့တနင်္လာနေ့ညနေ9နာရီမတိုင်ခင်မှာအကုန်လုံးအကြောင်းပြန်ကြားဖို့ကျွန်တော်ဒီကနေမှာချင်ပါတယ်ဘလို့ပဲစာရေးခဲ့ကျွန်တော်ရဲ့ကလေးတွေပဲဆိုတော့အကုန်လုံးကိုနှွေးထွေးစွာနဲ့ပြန်ပြီးတော့ကြိုးဆိုမှာဖြစ်ပါတယ်နောက်တစ်ခုကဆ iam ဖီဗီကိုဒီကနေပဲတိုက်ရိုက်စကားပြောချင်ပါတယ်ဆ iam နေကောင်းလားဆ iam စာရေးတဲ့ဟာကိုကျွန်တော်တွေ့တဲ့ချိန်မှာချက်ချင်းဖုန်းခေါ်လိုက်ပါတယ်ဖုန်းခေါ်ပြီးတော့တစ်ခေါက်ကတော့ဝင်တယ်ဝင်ပြီးတော့မကန်လိုက်ဘူးနောက်တစ်ခေါက်ခေါ်တဲ့ချိန်မှာဘလော့လိုက်ပါတယ်ဆိုတော့ဆ iam ဖီဗီဆ iam ရဲ့ရေးတဲ့ဟာကဘလောက်တောင်မမှန်ဘူးမမှန်တာလေဘလောက်တောင်မှားတာလဲဆိုတဲ့ဟာကိုဆ iam ကိုယ်တိုင်လည်းအတိဆုံးဖြစ်မှာပါဆ iam ရဲ့မန်နေဂျာ2ဦးပထမဟာနဲ့ဒုတိယဟာကလည်းအကုန်လုံးနားလည်ပြီးသားဖြစ်မှာပါကျွန်တော်တို့မှလည်းဆ iam နဲ့စကားပြောတဲ့မှတ်တမ်းတွေအကုန်လုံးကျွန်တော်တို့ file တွေအကုန်လုံးရှိပါတယ်ဆ iam အနေနဲ့လည်းကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့အတူတူလက်တွဲလှုပ်လာခဲ့ပြီးတော့ကျွန်တော်ကလည်းတတ်နိုင်သလောက်ဆ iam ကိုမြေထောင်မြှုပ်ပေးခြင်းတဲ့စိတ်နဲ့ကျွန်တော်ကဖိုင်းခေါ်ခဲ့ပါတယ်ဒီလိုကျွန်တော်ကဖြူစင်တဲ့စိတ်နဲ့ဒီလောက်လှုပ်ပေးရတာနဲ့ဆ iam ကိုယ်တိုင်ဒီလိုပြန်ပြီးတော့ကျေးဇူးဆက်တဲ့ဟာကတော့ဆ iam အနေနဲ့လည်းနောက်မှာပေါ့နော်ပြန်စဉ်းစားရင်ဆ iam စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတဲ့ဟာတော့ကျွန်တော်ယုံကြည်ပါတယ်မိဘပြည်သူအနေနဲ့ကလည်းဆ iam ဖီဗီက Facebook မှာရေးတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖက်ရှင်းလင်းချက်ကိုလည်းသိချင်ကြမယ်ထင်ပါတယ်အမှန်ဆိုရင်ဆ iam ဖီဗီကဒီ season 2မှာအခုကျွန်တော်တို့ round က6 round သွားပြီးပြီဖြစ်ပါတယ်အမှန်ဆိုရင်သူက3 round ထိပဲပါဝင်ခဲ့ပြီးတော့အောက်တိုဘာ6ရက်နေ့အထိဒါသူကပါဝင်ပြီးတော့ဒိုင်းနေနဲ့ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်အောက်တိုဘာ10ရက်နေ့မှာကျွန်တော်ကိုယ်တိုင်ကအများကြီးစဉ်းစားပြီးတော့သူ့ကိုဒိုင်းနေနဲ့အစင်မပြေတော့ဘူးဆိုပြီးတော့ဒိုင်းအဖြစ်ကနေထောက်ပေရခြင်းဖြစ်ပါတယ်ဒီထောက်ပေရတဲ့အဓိကအကြောင်းရင်း၄ခုရှိပါတယ်ဒီအကြောင်းရင်းတွေကိုသူ့ရဲ့ဂုဏ်သိက္ခာ
မကြစေချင်လို့ဒါကျွန်တော်ကဘာကြောင့်ထုတ်ခဲ့တာလဲဆိုတဲ့ဟာကိုအခုထိမချပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆ iam ဖိဘီအနေနဲ့တစ်ဖက်သက်ကြီးလုံးဝမမှန်တဲ့ဟာနဲ့ဆွဆွဲပြီးတော့ကျွန်တော်တို့ကိုချင်းစတာပဲဖြစ်ဖြစ်ကျွန်တော်ကိုပဲဖြစ်လုံးဝကုန်တိတ်ခါကြအောင်ရည်ရွယ်ချက်ရှိနဲ့လှုပ်လာတဲ့ခါကြတော့ကျွန်တော်အနေနဲ့သူ့ကိုမောင်းထောက်ရတဲ့သူ့ကိုမောင်းထောက်ကြတာရအဆင်ပြေလားမောင်းထောက်တော့သူ့ကိုထုတ်ပေးရတယ်ရသူ့ကိုထုတ်ပေးရတဲ့အကြောင်းလေးခုကိုအခုရှင်းပြမှာဖြစ်ပါတယ်အမှန်ဆိုရင်အောက်တိုဘာ10ရက်နေ့တုန်းကကျွန်တော်သူ့ကိုထုတ်ပေးတဲ့ချိန်မှာသူလုံးဝဒေါသထွက်ပြီးတော့ပောက်ကွဲပြီးတော့စာရေးတဲ့ဟာကိုတော့မှရန်ဆန်းgangster စကလုံးတွေတုံးပြီးတော့သူ့ရဲ့ Facebook personal Facebook မှာစာရေးတဲ့ဟာကိုတော့မှသူ့ရဲ့ friend တွေကတော့တွေးခဲ့ကြမှာဖြစ်ပါတယ်အခုချိန်မှာတော့သူ delete ပြီးပြီဖြစ်ပါတယ်ဒါပေမဲ့ကန်ကောင်းစွာနဲ့ကျွန်တော်က save ထားတဲ့ screenshot လေးဒီမှာရှိပါတယ်ဒီမှာတွေ့လို့ရပါတယ်ဒီမှာသူရေးထားတဲ့စကလုံးတွေကမင်းကလေးတစ်ယောက်က3တင်းတဲ့စကလုံးလုံးဝမဟုတ်ပါဘူးယောက်ျားလေးထဲတောင်မှလုံးဝ underground သမားတွေလုံးဝ gangster သမားတွေကပဲ3-3ထရှိတဲ့စကလုံးတွေတုံးနှုံးပြီးတော့ကျွန်တော်တို့ထောက်ပေးလိုက်တဲ့ဟာကိုမကြေမနက်ဖြစ်ပြီးတော့ကျွန်တော်တို့ကိုတချင်ကြရင်ပြန်စင်ခေါ်မယ်ဆိုပြီးတော့သူကစာရေးခဲ့ရခြင်းဖြစ်ပါတယ်အဲ့လိုမကြေမနက်စိတ်သူ့မှာမွေးထားတဲ့ခါကျတော့အခု Samsung ကိစ္စဖြစ်လာတဲ့ချိန်မှာဒီဟာကိုအခွင့်ကောင်းယူပြီးတော့သူကပြန်ပွဲဝင်တွေကိုအကုန်လုံးကိုဖုန်းဆက်နှိုးဆော်တခြားတိုင်းတွေကိုလည်းဖုန်းဆက်နှိုးဆော်ဒီလိုလုပ်ပြီးတော့ Facebook မှာလည်းမဟုတ်တဲ့လုံးဝမမှန်တဲ့စာသားတွေနဲ့ကျွန်တော်တို့ကိုတိုက်ခိုက်လာတဲ့အတွက်ကျွန်တော်အနေနဲ့မလွေးတာမရှောင်တာဒီလိုပြန်ပြီးတော့ဖြည့်ရှင်းရခြင်းဖြစ်ပါတယ်ဒီလိုကျွန်တော်ကဖြူစင်တဲ့စိတ်နဲ့ဒီလောက်လုပ်ပေးရတာနဲ့ဆ iam ကိုရန်ဒီလိုပြန်ပြီးတော့ကျေးဇူးဆက်တဲ့ဟာကတော့ဆ iam အနေနဲ့လည်းနောက်မှာပေါ့နော်ပြန်စဉ်းစားရင်ဆ iam စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတဲ့ဟာတော့ကျွန်တော်ယုံကြည်ပါတယ်မိဘပြည်သူအနေနဲ့ကလည်းဆ iam ဖိဘီက Facebook မှာရေးတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖက်ရှင်းလင်းချက်ကိုလည်းသိချင်ကြမယ်ထင်ပါတယ်အမှန်ဆိုရင်ဆ iam ဖိဘီကဒီ season 2မှာအခုကျွန်တော်တို့ round က6 round သွားပြီးပြီဖြစ်ပါတယ်အမှန်ဆိုရင်သူက3 round ထိပဲပါဝင်ခဲ့ပြီးတော့အောက်တိုဘာ6ရက်နေ့အထိဒါသူကပါဝင်ပြီးတော့ဒိုင်းနေနဲ့ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်အောက်တိုဘာ10ရက်နေ့မှာကျွန်တော်ကိုယ်တိုင်ကအများကြီးစဉ်းစားပြီးတော့သူ့ကိုဒိုင်းနေနဲ့အစင်မပြေတော့ဘူးဆိုပြီးတော့ဒိုင်းအဖြစ်ကနေထောက်ပေးရခြင်းဖြစ်ပါတယ်ဒီထောက်ပေးရတဲ့အဓိကအကြောင်းရင်း၄ခုရှိပါတယ်ဒီအကြောင်းရင်းတွေကိုသူ့ရဲ့ဂုဏ်သိက္ခာမကြစေချင်လို့ဒါကျွန်တော်ကဘာကြောင့်ထုတ်ခဲ့တာလဲဆိုတဲ့ဟာကိုအခုထိမချပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆ iam ဖိဘီအနေနဲ့တစ်ဖက်သက်ကြီးလုံးဝမမှန်တဲ့ဟာနဲ့ဆွဆွဲပြီးတော့ကျွန်တော်တို့ကိုချင်းစတာပဲဖြစ်ဖြစ်ကျွန်တော်ကိုပဲဖြစ်လုံးဝဂုဏ်သိက္ခာကြအောင်ရည်ရွယ်ချက်ရှိနဲ့လှုပ်လာတဲ့ခါကျတော့ကျွန်တော်အနေနဲ့သူ့ကိုမောင်းထောက်ရတဲ့သူ့ကိုမောင်းထောက်ကြတာရအဆင်ပြေလားမောင်းထောက်တော့သူ့ကိုထုတ်ပေးရတယ်ရသူ့ကိုထုတ်ပေးရတဲ့အကြောင်း၄ခုကိုအ
အခုရှင်းပြမှာဖြစ်ပါတယ်အမှန်ဆိုရင်အောက်တိုဘာ10ရက်နေ့တုန်းကကျွန်တော်သူ့ကိုထောက်ပယ်တဲ့ချိန်မှာသူလုံးဝဒေါသထွက်ပြီးတော့ပောက်ကွဲပြီးတော့စာရေးတဲ့ဟာကိုတော့မှရန်ရန်ဆန်းဆန်း gangster စကားလုံးတွေသုံးပြီးတော့သူ့ရဲ့ personal Facebook မှာစာရေးတဲ့ဟာကိုတော့မှသူ့ရဲ့ friend တွေကတော့တွေးခဲ့ကြမှာဖြစ်ပါတယ်အခုချိန်မှာတော့သူ delete ပြီးပြီဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ကျွန်တော်က save ထားတဲ့ screenshot လေးဒီမှာရှိပါတယ်ဒီမှာတွေ့လို့ရပါတယ်ဒီမှာသူရေးထားတဲ့စကားလုံးတွေကမင်းကလေးတစ်ယောက်ကသုံးသိန်းတဲ့စကားလုံးလုံးဝမဟုတ်ပါဘူးယောက်ျားလေးထဲတောင်မှလုံးဝ underground သမားတွေလုံးဝ gangster သမားတွေကပဲ3-4-3ထရှိတဲ့စကားလုံးတွေသုံးနှုံးပြီးတော့ကျွန်တော်တို့ထောက်ပေးလိုက်တဲ့ဟာကိုမကြေမနက်ဖြစ်ပြီးတော့ကျွန်တော်တို့ကိုတချင်ကြရင်ပြန်စင်ခေါ်မယ်ဆိုပြီးတော့သူကစာရေးခဲ့ရခြင်းဖြစ်ပါတယ်အဲ့လိုမကြေမနက်စိတ်သူ့မှာမွေးထားတဲ့ခါကျတော့အခု Samsung ကိစ္စဖြစ်လာတဲ့ချိန်မှာဒီဟာကိုအခွင့်ကောင်းယူပြီးတော့သူကပြန်ပွဲဝင်တွေကိုအကုန်လုံးကိုဖုန်းဆက်နှိုးဆော်တခြားတိုင်းတွေကိုလည်းဖုန်းဆက်နှိုးဆော်ဒီလိုလုပ်ပြီးတော့Facebook မှာလည်းမဟုတ်တဲ့လုံးဝမမှန်တဲ့စာသားတွေနဲ့ကျွန်တော်တို့ကိုတိုက်ခိုက်လာတဲ့အတွက်ကျွန်တော်အနေနဲ့မလွေးတာမရှောင်တာဒီလိုပြန်ပြီးတော့ဖြည့်ရှင်းရခြင်းဖြစ်ပါတယ်သူ့ကိုထောက်ပေရတဲ့အကြောင်းရင်းထဲမှာအဓိကအကြောင်းရင်းတစ်ခုကသူ့ကို season 2 အတွက်ကန်လန်းတုံးကတင်းတရာနဲ့ကျွန်တော်တို့သဘောတူထားပြီးတော့တပတ်မှာတရက်ကိုတင်တိုင်းပေးဖို့ကိုလည်းကျွန်တော်တို့သဘောတူထားတာရှိပါတယ်ပြန်ပွဲစားလာတဲ့အချိန်မှာတပတ်ပဲသူကတင်တိုင်းပေးပြီးတော့နောက်ပတ်ကြာမှသူကကျွန်တော်တို့တင်တိုင်းပေးဖို့သူ့ကိုခေါ်တဲ့အချိန်မှာသူကနိုဝင်ဘာလကုန်ထိမအားတော့ဘူးဆိုပြီးတော့ကျွန်တော်တို့ငင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပြန်ပွဲဝင်တွေကိုတင်တိုင်းတပတ်တစ်ခါပေးဖို့လိုတဲ့ခါကျတော့အပြင်ကနေ vocal coach လုပ်ပေးနိုင်တဲ့ဆရာမတွေကိုကျွန်တော်တို့ငှားဖြစ်ပါတယ်ငှားတဲ့အချိန်မှာတရက်ကိုအနည်းဆုံး3သိန်းပေးရပါတယ်ပုံများတဲ့ဟာဆိုရင်9သိန်းထိသွားတာပေါ့နော်ဆရာမဖြစ်ပြီးကိုကျွန်တော်တို့ကပြန်ပြောပါတယ်ဒီတင်တိုင်းကိုဆရာမမလာနိုင်တဲ့အတွက်2လစာမလာနိုင်တဲ့အတွက်ကျွန်တော်တို့ကအနည်းဆုံးတပတ်မှာ1ရက်ဆိုတော့2လအတွက်ဆိုရင်10ရက်ဖြစ်သွားတယ်10ရက်ကိုတစ်နေ့ကို3သိန်းလုံးနဲ့ကျွန်တော်တို့လုပ်နေဆိုရင်30ကျော်တောင်ဖြစ်သွားပါတယ်ဒီဟာအတွက်ကိုကျွန်တော်တို့ကတခြားဆရာမငှားဖို့လိုတဲ့ခါကျတော့ဆရာမဖြစ်ပြည်နေနဲ့တင်း100မယူတော့ဘဲနဲ့တင်း80နဲ့ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကသူ့ကိုguideline ခဲ့ပါတယ်ဒါပေမဲ့သူကတင်တိုင်းရက်ကြတော့ तू ကမအားတော့ဘူးပြောတယ်ဒါပေမဲ့ तू ရမယ့်ပတ်စံကြတော့တင်း100ကနေလုံးဝမလျှော့ချင်တော့ပါဘူးကျွန်တော်တို့ကလည်းတင်း100မှာတင်တိုင်းတပတ်တရက်ပါတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလက်ခံလို့နှစ်ဖက်စလုံးလက်ခံလို့မရခဲ့တဲ့အတွက်သူ့ကိုထောက်ပေးတဲ့ချိန်မှာဒီဟာကအဓိကအကျဆုံးအကြောင်းရင်းတော့ဖြစ်ပါတယ်ဒါပေမဲ့နောက်အချက်တွေလည်းသူ့ကိုကျွန်တော်ထောက်ပေးတဲ့ချိန်မှာထည့်စဉ်းစားတဲ့အကြောင်းရင်းတွေရှိပါတယ်ဒုတိယအနေနဲ့ကျွန်တော်ရှင်းပြမယ်ဆိုရင် season 1ကသူ့ကိုကန်လန်းတဲ့ချိန်မှာသူ့အကြောင်းကိုကျွန်တော်ကတတ်နိုင်တဲ့လောက်စုံစမ်းခဲ့တာပေါ့နော်ကျွန်တော်တီးတဲ့လောက်ကတော့သူကအတင်းတော်ဆရာတူဦးရဲ့သမီးလို့ကျွန်တော်ကနားလေခဲ့ပါတယ်
ဒီလိုဖြစ်တဲ့ခါကျတော့ season 1မှာတော့ကျွန်တော်တောက်လျှောက်ဆင်ပြီးခဲ့တယ်ဘာမှအဆင်မပြေခဲ့တဲ့ဟာမရှိပါဘူးအဲ့လိုအဆင်ပြေခဲ့လို့ကျွန်တော်တို့ကမြန်မာ star ထီတောင်မှာကျွန်တော်တို့ကမြေတောင်ဖြုတ်ပေးခြင်းနဲ့စိတ်နဲ့ဆရာမင်းမိုးအောင်လို့နဲ့သူ့ကိုဆရာမဖြစ်ပြီးပြန်ပွဲဝင်တဲ့ချိန်မှာဒိုင်လောက်တဲ့ဆရာမင်းမိုးအောင်လို့နဲ့တိုင်းတူဆရာစောကူစေရိုတဲ့နဲ့တိုင်းတူထိုင်တဲ့ထိုင်ခုံမှာမြန်မာ star ထီတောင်မှာကျွန်တော်ကသူ့ကိုထိုင်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ချင်း star season 2ပြန်စားလာတဲ့ချိန်မှာကျွန်တော်တို့တွေ့လာတဲ့ဟာကကျွန်တော်တို့ IO အောင်လုပ်ခဲ့ပါတယ်။ပါရှိတယ်ဆိုတော့သူကစိတ်လိတ်နဲ့အရက်ကိုအလွန်ကျွန်းသုံးဆွဲနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကတွေ့ရှိရပါတယ်။အခန်းထဲမှာဒီစတူဒီယိုခန်းထဲမှာအလောက်တဲ့ချိန်မှာတော့မသုံးဆွဲဘူးဆိုပေမဲ့ကားပါကင်နဲ့ဒီဝင်းထဲမှာသုံးဆွဲတဲ့ဟာတွေကျွန်တော်တို့ပြန်ပွဲဝင်တွေကိုယ်တိုင်တွေ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတွေ့တဲ့ခါကျတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်အမှန်ဆိုရင်ကျွန်တော်တို့အားပေးတဲ့မင်းသမီးပဲဖြစ်မင်းသားပဲဖြစ်အဆိုတော်ပဲဖြစ်သူလောက်တဲ့မျှကိုကျွန်တော်တို့ကလောက်ချင်စိတ်ရှိတတ်တဲ့ဟာကလူငယ်တိုင်းမှာရှိတတ်ပါတယ်အခုပြန်ပွဲဝင်တွေကလူငယ်တွေကြီးပဲဖြစ်တဲ့ခါကျတော့သူတို့ရဲ့အတိုင်းသူတို့ရဲ့ idol တယောက်အနေနဲ့နေပေးမဲ့သူကသူတို့ရဲ့ဆိုင်ပြအနေနဲ့နေပေးမဲ့သူတယောက်ကဒီလိုအများရှိမှအရက်တောက်စစ်လိုက်တောက်အဲ့လိုမျိုးလုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကိုယ်တိုင်တွေ့တဲ့ခါကျတော့ဒီဟာတွေနောက်ပိုင်းပို့ဆိုးလာရင်ပြန်ပွဲဝင်တွေကဒီဟာကိုကျွန်တော်တိုင်ကိုယ်တိုင်တော့မှဒီလိုဆ iam ဖီကိုကျွန်တော်တိုင်ဆ iam ဖီပြီးကိုယ်တိုင်တော့မှဒီလိုမျိုးလုပ်တယ်ဒီဟာလှတာပဲဒီဟာကောင်းတာပဲဆိုတော့အတွေးမျိုးဝင်ပြီးတော့သူတို့ကအတူယူခြင်းနဲ့စိတ်လိုက်တောက်တာလည်းပြဿနာမရှိဘူးပို့လှတယ်အရက်တောက်တာလည်းပြဿနာမရှိဘူးလှတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားမှာဆိုရင်တော့ကျွန်တော်တို့သူ့ကိုထောက်ပေးတဲ့ချိန်မှာဒီအချက်ကလည်းတော်တော်အရေးပါတဲ့နေရာမှာပါခဲ့ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီအရက်တောက်တာစိတ်လိုက်တောက်တဲ့ဟာတွေကကိုယ်ပိုင်ရွေးချယ်ခွင့်လို့ကျွန်တော်ကလက်ခံလို့ရပြီပဲကျွန်တော်ကပြန်ပွဲလုပ်နေတဲ့သူဖြစ်တယ်ကျွန်တော်ရဲ့ပြန်ပွဲဝင်တွေကိုအကောင်းဆုံးဖြစ်စေချင်တယ်သူတို့ကဆ iam ဖီရဲ့ရက်တောက်တာတွေစိတ်လိုက်တောက်တာတွေကိုမြင်ပြီးတော့အဲ့လိုအတူယူရှင်စိတ်များပေါ်လာမှာကိုဆိုရင်လို့ဒီလိုကျွန်တော်ဆုံးဖြတ်ချက်ဖြစ်ပါတယ်ဆိုရမယ်ကျွန်တော်ထပ်လောင်းပြီးပြောချင်ပါတယ်နောက်တစ်ချက်ကတော့သူစာတင်တဲ့ကျွန်တော်တို့နာမည်ဖြစ်အောင်စာတင်တဲ့စာထင်းမှာလည်းတွေ့နိုင်မှာဖြစ်ပါတယ်ကလေးအမေဆိုတော့ကလေးနှစ်ယောက်ရဲ့အမေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီဟာနဲ့လည်းနည်းနည်းဆက်ဆက်မှုတော့ရှိပါတယ်ကျွန်တော်ဒီ Chin Star Top 10ရွေးတဲ့ချိန်မှာကျွန်တော်တို့တခြားဟာတော့လွယ်လေးနဲ့ရွေးလို့ရခဲ့ပြီမဲ့ကျက်စွန်မနာနဲ့စန္ဒာဝင်းရွေးတဲ့ချိန်မှာနည်းနည်းခက်ခဲရှိခဲ့ပါတယ်။ဘာကြောင့်ရှိခဲ့တာလဲဆိုရင်ဒိုင်မတ်မှာစန္ဒာဝင်းနဲ့ကျက်စွန်မနာတူနေတာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်မှတ်မှာအရန်တော့မကွာဘူးဆိုပေမဲ့ကျက်စွန်မနာက100လောက်နဲ့နိုင်နေတဲ့ဟာကိုကျွန်တော်ကတွေ့ခဲ့တာပေါ့နော်အခုချိန်ထိလဲပရိသတ်တို့တွားကြည့်တယ်ဆိုရင်ကျွန်တော် page မှာရှိနေမှာဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကဘသူ့ရွေးမလဲဆိုတဲ့အချိန်မှာဆ iam ဖီကစန္ဒာဝင်းကိုရွေးချင်ပါတယ်ဒါပေမဲ့
အမှတ်ကိုကျွန်တော်တို့top 10ရွေးတဲ့ချိန်မှာဒိုင်း80ပြိသက်20ရာခိုင်နှုန်းနဲ့ကျွန်တော်ဆုံးဖြတ်တဲ့ခါကျတော့အမှတ်ကိုပေါင်းလိုက်တဲ့ချိန်မှာကျက်ဆောင်မနာနည်းနည်းလေးနဲ့တာတဲ့ဟာကိုကျွန်တော်တို့တွေးလိုက်တဲ့ခါကျတော့သူ့ကိုပဲtop 10မှာကျွန်တော်ထိခဲ့ပါတယ်စန္ဒဝင်းကtop 10တက်လိုက်နိုင်ခဲ့ခြင်းမရှိပါဘူးကျက်ဆောင်မနာ top 10ပါပြီးတော့စန္ဒဝင်းကျသွားတဲ့အချိန်မှာဆာမဖြည်းဖြည်းပြီးအလုံးဝမချိန်မနဲ့ဖြစ်ပြီးတော့ဒီရုံခန်းမှာလာတဲ့အချိန်မှာတော်လေးဝေချင်ခဲ့ပါတယ်ကျွန်တော်ကိုလည်းမလေးမစားစကားအများကြီးပြောခဲ့ပါတယ်ကျွန်တော်လည်းတော်တော်လေးအံ့ဩခဲ့ပြီးတော့ကျွန်တော်လုပ်တဲ့ဟာကအမှတ်တမ်းသွားတာဖြစ်လို့တော်တော်လေးသူ့ရဲ့ပုံစံတွေကြည့်ပြီးတော့ဆရာမကြည့်ပြီးစီဇန်1တော့ဒီလိုမျိုးဖြစ်ခဲ့ပါလားဆိုပြီးတော့တော်တော်လေးအံ့ဩပြီးတော့စိတ်မကောင်းဖြစ်ခဲ့ပါတယ်အဲ့လိုဖြစ်ခဲ့တဲ့ခါကျတော့စန္ဒာဝင်းကိုပါဖြစ်လို့ဒီလောက်တောင်နှမျောပြီးတော့ဒီလောက်တောင်ရုံခန်းထဲမှာတော့ဒီလောက်ပွေးချမ်းသွားတာလေဆိုတဲ့ဟာကိုကျွန်တော်ကတော်တော်လေးကြီးချင်သွားတဲ့ခါကျတော့ပုံစံမှုတွေကျွန်တော်လောက်နိုင်တဲ့လောက်တဲ့ချိန်ကျတော့သူတို့ကအရန်ရင်းနှီးတဲ့ဆွေမျိုးတွေဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရှိခဲ့ပါတယ်နောက်တစ်ခုကစန္ဒာဝင်းရဲ့အမက private ကျောင်းတစ်ခုပိုင်ဆိုင်ထားတာကိုကျွန်တော်ကပြီးပါတယ်အဲ့ဒီကျောင်းမှာဆရာမ TV ရဲ့ညီမလေးကအလုပ်လုပ်နေပါတယ်ဆိုတဲ့ဟာကိုကျွန်တော်စုံစမ်းစစ်ဆေးမှုအရကျွန်တော်တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်ဒီလိုတွေ့ရှိမှသာဆရာမ TV ဘာကြောင့်ပောက်ကွေးခဲ့တာလဲစန္ဒာဝင်းကြလို့ဘာကြောင့်ဒီလောက်ပောက်ကွေးခဲ့တာလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဟာတွေ့ရှိမှသာကောင်းသဘောပေါက်သွားပါတယ်တော်တော်လေးလည်းစိတ်မကောင်းဖြစ်ပြီးတော့အံ့ဩမိပါတယ်ဆိုတဲ့ဟာကိုကြားနေဇာမ TV ကိုလည်းပြောချင်ပါတယ်စန္ဒာဝင်းဆိုတဲ့ဟာကအခုဒီမှာတွေ့နေတဲ့ဆရာမ TV ကရေးထားတဲ့နေရာမှာကလေးနှုတ်ဦးရဲ့အမေဆိုတဲ့ဟာကစန္ဒာဝင်းဖြစ်ပါတယ်သူရေးတဲ့နေရာထဲမှာတော့စန္ဒာဝင်းကြားတဲ့ဟာကိုအခုချိန်မချိန်နဲ့တည်ဘူးကျွန်တော်တို့ပေါ်မှာမချိန်နဲ့တည်ဘူးဆိုတဲ့ဟာကိုအခုသူစာရေးနေတဲ့နေရာထဲမှာတော့ကျွန်တော်မြင်တွေ့နိုင်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုလည်းပြောချင်ပါတယ်ကျိုးလုံးကအမှန်ဆိုရင်ချင်းပြည်ရနေလာတဲ့သူဆိုတော့သူကမြန်မာစကားပြောတဲ့အချိန်မှာတိတ်ပြီးတော့အတိုင်းမကြည့်ဘူးတိတ်ပြီးတော့မြန်မာစကားမပြောတတ်ဘူးလို့ပြောအောင်ပါနော်သူ့အနေနဲ့ရန်လာမရန်ဘူးလားဆိုတာလည်းတိတ်ပြီးတော့နားမလည်ဘူးပေါ့ဒါနဲ့ဆရာမကြီးကတနေ့သင်တန်းလာပြီးတဲ့အချိန်မှာသူနဲ့စကားပြောတဲ့အချိန်မှာသူ့ဟာသူကျွန်တော်ဆိုမဲ့စားငါဆိုတဲ့ဟာကိုသုံးမိတယ်ဆရာမကြီးကိုဆရာမလို့မခေါ်ဘဲနဲ့မင်းဆိုပြီးတော့တွားပြောမိတယ်အဲ့ဒီတချင်းတိုက်ပြီးတဲ့အချိန်မှာဆရာမကြီးနဲ့ကျွန်တော်လည်းကားပါကင်မှာတွေ့တဲ့အချိန်မှာသူကလည်းစိတ်လက်ကိုတောက်ကျွန်တော်လည်းစကားပြောလိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်ကတော့စိတ်လိုက်နိုင်တိတ်မခံနိုင်တဲ့အခါကျတော့ကျွန်တော်နည်းနည်းအထိုင်းဝေးတဲ့နေရာနေသူ့စကားပြောဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူပြောတဲ့ဟာတစ်ခုကကျုံးလုံးကိုသိပြီးတော့သဘောမကျတဲ့အကြောင်းကိုသူကစာပြောခဲ့ပါတယ်သူပြောတဲ့ဟာဆိုရင်ကျုံးလုံးလိုမျိုးကကြားတဲ့သူတွေဖြစ်ပါတယ်ဆိုရအောင်သူကtop 10စပြီးတော့ပြန်တဲ့အချိန်မှာပြောခဲ့ပါတယ်
အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တော်တော်လေးတော့အန်အော်မီတော့နော်ဒါပေမဲ့ဒီတိုင်းပဲသူနဲ့ငင်းပွားမဖြစ်အောင်တော့နားထောင်ပေးရတယ်အဲ့တော့ top 10ပြန်ပွဲလဲလောက်လာတဲ့ခါကျတော့ကျွန်တော်အတိုင်းမှာဟုတ်တဲ့ခါကျတော့သူတို့ဆိုတဲ့ပုံမှာကောင်းလားမကောင်းဘူးလားဆိုတာတော့ကျွန်တော်လည်းအချက်မပေးလို့ပါဘူးကျော်လုံးဆိုရယ်ဆာမကက်ထရင်ကအခါကြည့်ပေးတယ်10မှတ်မှ10မှတ်ပေးတယ်ဒါပေမဲ့ဆာမဖီဘီကသူ့ကို9မှတ်တာပေးခဲ့ပါတယ်ကျွန်တော်လည်းအဲ့ဒီဟာတွေ့ပြီးတော့စိတ်ထဲမှာတမျိုးကြီးတော့ဖြစ်သွားတယ်ဒါနဲ့မနက်ဖြန်မှာ result show လုပ်လိုက်တဲ့ခါကျတော့ကျိုးလုံးကဒိုင်မှတ်မှာနေသွားတဲ့ခါကျတော့ဘောက်တင်မှာလည်းနေသွားတဲ့ခါကျတော့သူနဲ့ချက်ဆောင်မနာကြားသွားတဲ့ခါကျွန်တော်တွေ့ရတယ်ဒါနဲ့ကျွန်တော်တို့ကဗီဒီယိုပြန်တင်ပြီးတော့သူတို့ကိုပြန်ပြီးတော့ခေါ်သိမခေါ်သိကိုပြည်သက်ကိုမြင်မြန်တဲ့အချိန်မှာကျိုးလုံးရဲ့ဗီဒီယိုကကျွန်တော်ချင်း star season 1နဲ့ season 2ဗီဒီယိုကျွန်တော်တင်ကြမြ official နဲ့ကျွန်တော် page ကနေကျွန်တော်တင်ကြမြဗီဒီယိုထဲမှာသူ့ရဲ့ဗီဒီယိုက view ကအများဆုံးဖြစ်တယ်ဆိုတာကိုကျွန်တော်မြင်တွေ့နိုင်မှာဖြစ်ပါတယ်ပြည်သက်တော့အယံများပြီးတော့အဲ့ဒီကနေပြန်ခေါ်ပေးဖို့တော်တော်များများတောင်းဆိုတာကျွန်တော်တွေ့လိုက်တဲ့ခါကျတော့ဒိုင်တွေကိုကျွန်တော်တို့ကျုပ်လုံးကိုပြန်ခေါ်ပေးဖို့ကျွန်တော်ဆွေးနွေးတဲ့အချိန်မှာဆရာမဖြစ်ပြီးလုံးဝမခေါ်ချင်ပါဘူးသူမခေါ်ချင်တဲ့အကြောင်းကိုဒီသူမနေ့ကသူတင်တဲ့စာထဲမှာလည်းဒီမှာတွေ့နိုင်မှာဖြစ်ပါတယ်ဒိုင်မှာပါဝါမရှိဘူးဆိုတဲ့ပုံစံမျိုးသူရေးပြီးတော့ပြန်ပွဲဝင်သူကိုသူတို့ကြိုက်တယ်လို့ပြန်ခေါ်ပါတယ်ဆိုတဲ့ပုံစံမျိုးရေးတဲ့ဟာတွေ့မှာဖြစ်ပါတယ်ဆရာမကထရင်ကိုကျွန်တော်ပြောတဲ့အချိန်မှာပြန်ခေါ်တင်တယ်ဆိုပြီးတော့သူကိုယ်တိုင်လည်း10မှတ်မှ10မှတ်ပေးခဲ့တဲ့ခါကျတော့ချက်ချင်းလက်ထိုင်တယ်ဆရာဆုံးအောင်ကလည်းဒီဟာအရန်ကောင်းတယ်ဒီလိုမျိုးပြန်ခေါ်တဲ့ဟာအရန်ကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကိုကောင်းကောင်းလက်ခံပြီးတော့ပြန်ခေါ်ဖို့သူကိုယ်တိုင်ချက်ချင်းသဘောတူခဲ့တယ်ဒါပေမဲ့ဆရာမဖြစ်ပြသဘောမတူခဲ့ပါဘူးဆိုတော့အဲ့လိုသဘောမတူခဲ့တဲ့ခါကျတော့သဘောမတူတဲ့အဓိကအကြောင်းကလည်းဒီလိုကျိုးလုံးကသူ့ကိုဆရာမလို့မခေါ်လို့သူရှိမှကျိုးလုံးကကျွန်တော်ဆိုတဲ့ဟာမသုံးနဲ့ငါဆိုတဲ့ဟာသွားသုံးလိုက်လို့မြန်မာစကားကောင်းကောင်းမပြောနိုင်လို့ဆရာမဖြစ်ပြီးကဒီလိုအခက်လက်ကောင်းကောင်းမပြေးချင်ဘူးဒီခေါ်တဲ့သူတော့မှဒိုင်တခြားသူကလုံးဝသဘောတူတဲ့ချိန်မှာတော့မှသူကသဘောမတူချိန်တဲ့အခါကျတော့ကျွန်တော်တို့ကသူဒိုင်သူရဲ့ဆုံးဖြတ်ချက်နဲ့ကျုပ်လုံးကိုကျွန်တော်ပြန်ပြီးတော့ခေါ်ခြင်းဖြစ်ပါတယ်သူတော့လက်မခံခဲ့ပါဘူးဒါပေမဲ့3ယောက်မှာ2ယောက်က yes ပေးတဲ့အခါကျတော့ကျွန်တော်တို့ကလည်းအများသဘောတူခြင်းနဲ့ပြန်ခေါ်ခြင်းဖြစ်ပါတယ်ဒီခုနပြောထားတဲ့အချက်၄ချက်ကိုကျွန်တော်ကတေချာစစ်ပြီးတော့သုံးသပ်တဲ့အချိန်မှာဆရာမဖီဘီကဒိုင်တယောက်ချင်းစတာရဲ့ဒိုင်တယောက်မှာရှိတဲ့ကျင်းဝတ်နဲ့အရေးချင်းစိတ်ဓာတ်ဤဝမှုမရှိဘူးဆိုတဲ့ဟာကိုကျွန်တော်ကိုယ်တိုင်သိရှိနားလည်သွားတဲ့အတွက်ကျွန်တော်ကဆက်လက်မသုံးတော့ဘဲနဲ့အောက်တိုဘာ10ရက်မှာသူ့ကိုထောက်ပေးလိုက်ပြီးတော့အောက်တိုဘာ12ကနေစပြီးတော့73ကိုလက်တင်သာရီကိုကျွန်တော်သုံးခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကတော့ကိုတောင်းနိုင်ပဲမနေ့ကအထိကျွန်တော်သုံးခဲ့ရတဲ့ဟာဆိုရအောင်ပရိသတ်ကိုယ်တိုင်လည်းတွေ့ရှိနိုင်ရမှာဖြစ်ပါတယ်ဆရာမ TV Facebook မှာရေးတဲ့နေရာမှာကျွန်တော်ချင်းစတာကအဓိကကျွန်တော် founder က LGBT တွေကိုခွဲခြားဆက်ဆံပါတယ်သူတို့ကိုအမှတ်ကောင်းတဲ့သားနဲ့ဖြူပါတယ်ဆိုတဲ့ဟာကိုသူကထည့်ရေးတဲ့ဟာကျွန်တော်တွေ့တဲ့အချိန်မှာတော်တော်လေးကို
အန်အော်မီပါပဲအမှန်ဆိုရင်ကျွန်တော်ချင်းစတာ season 1ကိုပြန်ကြည့်မယ်ဆိုရင် final grand final တက်ခိုင်းနိုင်တဲ့ပြန်ပွဲဝင်၄ဦးထဲက2ဦးက LGBT ဖြစ်ပါတယ်မြန်မာစတာထပ်လုပ်တဲ့ချိန်မှာ grand final တက်ခိုင်းနိုင်တဲ့ပြန်ပွဲဝင်၄ဦးထဲက2ဦးက LGBT တယောက်ပဲဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ကဒီ final ကိုကြည့်ချင်းအပြင်ကျွန်တော်တို့က LGBT ခွဲခြားဆက်ဆံတာတွေသူတို့အမှတ်ကောင်းရင်သားနဲ့သူတို့ဖြုတ်တာတွေလုံးဝမရှိပါဘူးဆိုတဲ့ဟာကိုဒီကနေပြောချင်ပါတယ်ဆရာမပြောတာလုံးဝမှားပါတယ်အမှန်ဆိုရင်ကျွန်တော်တို့ကခွဲခြားဆက်ဆံရေးဆိုရင်ဘာလို့ချင်းစတာ season 1မှာလည်း grand final ထိသူတို့ကပါနိုင်ပါလေမြန်မာစတာမှာလည်းဘလို့နည်းနဲ့ပါနိုင်ပါလေအခုကပါနေတဲ့ဟာကိုကျွန်တော်တွေးနိုင်တာဖြစ်ပါတယ် top 10အမှန်ဆိုရင်နောက်တစ်ခုပြောအောင်လေ top 10ရွေးတဲ့ချိန်မှာဆရာမဖီဘီကသူ့ဆွေမျိုးဖြစ်တဲ့စန္ဒာဝင်းကိုထည့်ချင်တယ် LGBT တယောက်ဖြစ်တဲ့ကျက်ဆောင်မနာကိုသူကဖေထောက်ချင်တာဖြစ်ခဲ့ပါတယ်အမှန်သူရေးတဲ့တိုင်းဆိုရင်အမှန်ဆိုရင်ကျွန်တော်တို့က LGBT ခွဲခြားဆက်ဆံတာမဟုတ်ဘဲနဲ့သူကိုယ်တိုင်က LGBT တယောက်ဖြစ်တဲ့ကျက်ဆောင်မနာကိုဖေပြီးတော့စန္ဒာဝင်းကိုထည့်ချင်ခဲ့တာဆိုတာဒီကနေပြည်သက်ကုန်လုံးကိုပြောပြချင်ပါတယ်ကျွန်တော်တို့မှာ LGBT ခွဲခြားဆက်ဆံမျိုးဆက်ဆံတာမျိုးလုံးဝမရှိပါဘူးဆိုရတော့ထပ်လောင်းပြီးတော့ပြောပြချင်ပါတယ် Samsung ကကျွန်တော်တို့ studio ခိုင်ထဲမှာမခွေမရလို့ကျွန်တော်ကပြပြလိုက်တဲ့ချိန်မှာကျွန်တော်တို့အတွက်စိတ်မကောင်းစရာအများကြီးကြုံရပါတယ်အဲ့ဒီထဲမှာကျွန်တော်ကိုယ်တိုင်နေနဲ့စိတ်မကောင်းအဖြစ်ဆုံးတစ်ခုကတော့ကျွန်တော်တို့ season 1winner ဖြစ်တဲ့ဗန်မန်နေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပရိသတ်ကိုရန်တောင်းဆိုချင်ပါတယ်အမှန်ဆိုရင်သူကထိုက်ကန်နဲ့ winner ဆုလည်းရခဲ့ပါတယ်သူရခဲ့ပြီးတော့သူ winner ရပြီးတော့ကျွန်တော်ကသူ့ကိုဒီတိုင်းထားတာမဟုတ်ပါဘူးအမှန်ဆိုရင်အခု season 1မှာ winner ရတဲ့သူနဲ့ဒုတိယရတဲ့သူparting team နဲ့ winner ရတဲ့သူဗမန်နေတော့ကအခုထိကျွန်တော်ရဲ့ဆောင်းရှောက်မှုအောက်မှာရှိနေသေးတဲ့သူတွေဖြစ်ပါတယ်ကျွန်တော်ကmusic ပိုင်းမှာသူတို့တိုးတက်အောင်ဆိုပြီးတော့keyboard ဆရာတယောက်ကို private နဲ့အားပေးပြီးတော့သူတို့ keyboard လက်တင်နေတစ်ဖက်ကနေအင်္ဂလိပ်ဆရာမကိုလည်းအားပေးပြီးတော့သူတို့အင်္ဂလိပ်စာတိုးတက်သွားအောင်ဆိုပြီးတော့အင်္ဂလိပ်စာကိုလည်းသင်ခိုင်းပါတယ် private ဆရာမကိုကျွန်တော်အားပေးပြီးတော့သူတို့ညောက်တဲ့တင်ဖို့ဆရာမကိုလည်းကျွန်တော်အားပေးထားပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ဒီ Samsung ကိစ္စဖြစ်လာတဲ့အခါကျတော့ဗမန်နေရဲ့ပြိတ္တတွေကသူ့ကိုဖိအားပေးပြီးတော့ဟိုတနေ့ရပဲကျွန်တော်အားပေးထားတဲ့အင်အားနေထွက်သွားပြီးတော့အခု keyboard တင်ခိုင်းနဲ့အင်္ဂလိပ်တင်ခိုင်းလည်းမလာတော့ဘူးဆိုတော့ကျွန်တော်ကြားတဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းဖြစ်ပါတယ်အမှန်ဆိုရင်ဒီ season 1 winner ပဲဖြစ် winner တွေကျွန်တော်ပြန်ပေါ်ဝင်နေတာကျွန်တော်တို့family တစ်ခုလို့ဖြစ်ပါတယ်လုံးဝခွေးလို့ရတဲ့သူတွေမဟုတ်ပါဘူးကိုယ့်ရဲ့ကလေးကိုကတက်နိုင်တဲ့လောက်စောင့်ရှောက်တဲ့သူကဒီလိုပြိတ္တရဲ့ဖြီးအားကြောင့်ဒီလိုထွက်သွားတဲ့အချိန်မှာအရန်တော့စိတ်မကောင်းဖြစ်မိပါတယ်။နေကိုယ်တိုင်လည်းအခုအဖြစ်မှန်ကျွန်တော်ရှင်းပြတဲ့ဟာကိုတွေးပြီးပြီဆိုတော့
သူ့ပြိတ္တတွေကလည်းအခုကျွန်တော်ရှင်းပြတဲ့ဟာကိုတွေးပြီးပြီဆိုတော့သူ့ကိုkeyboard 9ပြန်တက်ဖို့အင်္ဂလိပ်စာကိုလည်းပြန်သင်ဖို့ပြောပေးကြဖို့ကြားနေတောင်းဆိုချင်ပါတယ်နောက်ဆုံးအနေနဲ့ချင်းမိဘပြည်သူတွေကိုတခုပြောချင်တဲ့ဟာကတော့ Samsung ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မရည်ရွယ်ပဲနဲ့မိဘပြည်သူတွေကိုစိတ်နှောက်ယှက်ဖြစ်အောင်လုပ်ခဲ့မိလို့ကျွန်တော်ကြားနေတောင်းပန်ပါတယ်ဆိုတဲ့ဟာကိုပြောချင်ပါတယ်အဓိကကျွန်တော်ဒီလို live film ခဲ့တဲ့အဓိကအကြောင်းက Chin Star မှာဒီလိုမဖွေမရလုံးဝမရဘူးဒီလိုလုပ်ရင်ကြီးကြီးမားမားအပြစ်ပေးခံရမယ်ဆိုတဲ့ဟာကိုပြန်အခုရှိနေတဲ့ပြန်ပွဲဝင်တွေကိုလည်းမိတ်ဆက်ပေးချင်တာလည်းပါတယ်အများပြည်သူလည်းဒီ Chin Star ကအကုန်လုံးအတွက်ပြန်ပွဲဝင်အကုန်လုံးအတွက်လုံခြုံတဲ့နေရာဖြစ်ပါတယ်ဆိုတဲ့ဟာကိုလည်းမြင်တွေ့ဆင်ခြင်တဲ့ဒါလည်းပါတယ်နောက်တစ်ချက်ကနောင်လာမဲ့ပြန်ပွဲဝင်တွေနောက်စီဇန်တွေမှာဝင်ပြန်မဲ့ကလေးတွေကChin Star မှာဝင်ပြန်မယ်ဆိုရင်စီကိုင်းရှိရမယ်စီကိုင်းမရှိဘူးဆိုရင်ဒီ Samsung လို့အပြစ်ပေးခံရမယ်ဆိုတဲ့ဟာကိုနမူနာနဲ့ဖြစ်ချင်လို့ဒီလိုလောက်ရခြင်းဖြစ်ပါတယ်ကျွန်တော် Chin Star Founder အနေနဲ့